ချစ်တော်မိတ်ဆွေခုချိန်မှာတင်စိတ်သက်ကြနေသလားဝမ်းနည်းနေသလားဆုံးရှုံးမှုတွေကြောင့်စိတ်ညစ်နေပါသလားဘာပဲလှုပ်အစင်မပြေဖြစ်နေပါသလားတင်းကိုကူညီမဲ့သူမရှိဖြစ်နေပါသလားအားကိုးရမဲ့ဖြစ်နေပါသလားတင်းကိုအားပေးမဲ့သူမရှိဖြစ်နေပါသလားဘလို့အခြေအနေမျိုးမှာပဲဖြစ်နေပါစေချစ်တော်မိတ်ဆွေတင်စိတ်သက်မကြပါနဲ့တင်းကိုအားပေးမဲ့သူတင်းကိုကူညီမဲ့သူတင်းကိုစောင့်ရှောက်မဲ့သူယေရှုခရစ်တော်ဖခင်တင်းဘေးမှာအမြဲတမ်းအစဉ်တင်ရှိပါတယ်ယေရှုခရစ်တော်ဖခင်ကိုခေါ်ကြည့်ပါခေါ်ရင်ထူတော်ဖခင်ဖြစ်ပါတယ်တင်းကိုကူညီဖို့အတွက်သူအမြဲတမ်းတင်းအတွက်အစဉ်တင်ရှိပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဘလို့မျိုးအခြေအနေအချိန်မှာပဲဖြစ်ပါစေဘလို့မျိုးစိတ်ညစ်စရာတွေနဲ့ပဲကြုံနေပါစေဘရောမှစိတ်သက်မကြပါနဲ့လက်မလျှော့လိုက်ပါနဲ့ယေရှုခရစ်တော်ဖခင်ကတကယ်အသက်ရှင်တော်ဖခင်ဖြစ်တဲ့အတွက်ကြောင့်မို့တင်းလိုအပ်တဲ့အခါမှာတင်းဘေးမှာအမြဲတမ်းရှိပြီးမှတင်းကိုကူညီမဲ့သူတင်းကိုအားပေးမဲ့သူယေရှုခရစ်တော်ဖခင်ဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဖခင်ကိုဘယ်တော့မှမမေ့ပါနဲ့ယေရှုခရစ်တော်ဖခင်ကိုအမြဲတမ်းကျွန်တော်ရဲ့အသက်တာထဲမှာနေရာပေးရအောင်တင်စိတ်သက်ကြနေတဲ့အရာတွေကိုကုစားပေးမဲ့ယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားကိုကျွန်တော်တို့နေရာပေးရအောင်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။